မင်္ဂလာပါပရိသတ်တို့ရေ Midnight Terrorist Horror Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။အခုတစ်ခါမှာတော့ညတက္ကသိုလ်ရဲ့ကြောက်ပြင်းမရှိတဲ့ဧည့်သည်ဆိုတဲ့ထိတ်လန့်ဖွယ်ရာဇာတ်လမ်းတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါ။ညတက္ကသိုလ်ရဲ့ကြောပြင်းမရှိသောဧည့်သည်ဒီဇာတ်လမ်းကတော့ရန်ကုန်မြို့ရဲ့တက်တန်းရင်တက္ကသိုလ်တစ်ခုမှာဖြစ်ပွားခဲ့တာပါ။အဆောင်နေကျောင်းသားတွေကြားမှာဒီနေ့အထိတူတူတမျိုးကြည်ကြည်တမျိုးပြောနေကြစေတဲ့နာရီတစ်ခုပေါ့အောင်ကိုမင်းညာဘက်လာတာဆောင်ထွင်ဘယ်တော့မှနောက်ကိုလှည့်မကြည့်နဲ့နော်ဝေယံကဂရင်မော်မှာစာဖတ်နေရင်ကနေသူ့တငယ်ချင်းအောင်ကိုသတိပေးလိုက်တယ်အောင်ကိုကနေကနေအခုမှပြောင်းလာတဲ့ပထမနှစ်ကျောင်းသားသူကတရေးတစေးဆိုတာတွေကိုသိယုံတာမဟုတ်တော့ဝေယံရဲ့စကားကိုရေချစ်ချင်းနဲ့ပဲတုံ့ပြန်လိုက်တယ်ဘာလို့လဲကွာငါနောက်မှာမိမလာလီတယောက်ပါလာမှာစိုးလို့လားဝေယံကစားကိုပိတ်ပြီးမျက်နှာကိုတီတီတန့်တန့်နဲ့ကြည့်လိုက်တယ်မိမလာလီတော့မဟုတ်ဘူးအောင်ကိုအဲ့ဒါသူပဲသူကမင်းရဲ့အနောက်ကနေကက်လိုက်လာတဲ့မင်းကသူ့ကိုလှည့်ကြည့်လိုက်တာနဲ့သူကမင်းရဲ့ကြောပြင်တွေကိုဖောက်ဝင်သွားလိမ့်မယ်လို့ဒီလိုပြောပြီးဝေယံစာဆက်ဖတ်နေလိုက်တယ်တညမှာတော့အောင်ကိုတယောက်အဆောင်မှာစာကြက်နေတယ်အချိန်ကည7:00နာရီကျော်နေပြီအဆောင်ပေါ်တွေကတော့အိပ်ပျော်နေကြပါပြီအဆောင်တစ်ခုလုံးတိတ်ဆိတ်နေပြီးတရွက်ကြွေးတန်းလေးတောင်အကြေးကြားနေရတဲ့အချိန်ပေါ့အောင်ကိုရေးစားတာနဲ့အဆောင်ပြင်ဘက်ကရေအိုးစီကိုထွက်လာခဲ့တယ်ရေအိုးစီကလာသာဆောင်ရဲ့အစွန်းမှာရှိတာပါရေတောင်နေတော့မှပဲအောင်ကိုရဲ့ကြောဘက်ကနေအေးစိမ့်စိမ့်အထီတွေတစ်ခုကိုခံစားလိုက်ရပါတယ်လေပြေအေးလေးဖြတ်တိုက်သွားပြီးတစုံတစ်ယောက်ကသူ့ကြောကိုအသားလေးလက်ဖွားနဲ့လာကက်ထားသလိုမျိုးပါအောင်ကိုစိတ်ထဲမှာဝင်းရင်သတိပေးခဲ့တာကိုသတိရသွားတယ်နောက်ကိုလှည့်မကြည့်နဲ့ဆိုတဲ့စကားကနားထဲမှာပဲ့တင်ထက်သွားတယ်ဒါပေမဲ့လူသဘာဝအရာတည်ခြင်းစိတ်ကိုလည်းထိမ့်မိရခဲ့ဘူးအောင်ကိုအသက်ကိုဖြည်းဖြည်းချင်းခပ်ပြင်းပြင်းရှူပြီးနောက်ကိုလှည့်ကြည့်လိုက်တယ်သူ့နောက်မှာမိန်းကလေးတယောက်ရက်နေတယ်စပင်းရှည်ရှည်အဖြူရောင်ဝတ်စုံလေးနဲ့အနောက်ကနေကြည့်ရင်တော့တကယ်ကိုကျောင်းသူလေးတယောက်လိုပါပဲဒါပေမဲ့ထူးဆန်းတာကအဲ့ဒီမိန်းကလေးကအောင်ကိုကြောပေးပြီးရက်နေတာဟိုညီမဘာကူညီလို့လဲအောင်ကိုကတုံတုံရင်ရင်နဲ့ပဲမေးလိုက်တယ်အဲ့ဒီအချိန်မှာပဲမိန်းကလေးကဖြည်းဖြည်းချင်းလှည့်လာတယ်လှည့်လာတဲ့အခါအောင်ကိုရဲ့သွေးတွေအေးခဲသွားသလိုပါပဲသူ့မှာမျက်နှာမရှိဘူးသူ့ရဲ့အရှိတ်ဘက်မှာလည်းကြောပြင်ကြီးပဲရှိနေတာဆိုလိုချင်တာကအဲ့ဒီမိန်းကလေးကရှေ့ရောနောက်ရောကြောပြင်ကြီးပဲဖြစ်နေတာအောင်ကိုကြောက်လန့်တကြားအော်ဟစ်ပြီးပြေးဖို့ကြိုးစားပေမဲ့ခြေထောက်တွေကမြေကြီးပေါ်မှာကပ်နေတယ်လို့ပဲယုံမရတော့အဲ့ဒီကြောပေါက်တရေကအောင်ကိုစီကိုဖြည်းဖြည်းချင်းတိုးကပ်လာတယ်နောက်တနေ့နဲ့အောင်ကိုလာသာဆောင်ကျမ်းပြင်ပေါ်မှာသတိမေ့နေတာကိုတငယ်ချင်းတွေတွေ့ခဲ့ရတယ်အောင်ကိုပြန်နိုးလာတဲ့အခါမှာတော့သူဘာတွေဖြစ်ခဲ့တယ်လဲဆိုတာဘယ်သူမှမပြောတော့ပဲကြောက်လန့်တကြားနဲ့အဆောင်ကနေချက်ချင်းဆင်းသွားခဲ့တယ်အောင်ကိုအဆောင်ကနေအလောတကြီးဆင်းသွားတာကိုဝေယံတယောက်တည်းပဲထူးဆန်းနေတာပါအောင်ကိုပစ္စည်းတွေကိုကူးသေးပြီးဝေယံသတိထားမိတာတစ်ခုရှိတယ်အောင်ကိုကလမ်းလျှောက်တဲ့အခါခါးကိုမမထားနိုင်တော့ပဲတစုံတစ်ယောက်ကိုကြောပိုးထားရတယ်လို့မျိုးရှေ့ကိုငိုက်ဆိုင်ဖြစ်နေတာအောင်ကိုမင်းနေမကောင်းဘူးလားငါစီးကလိုက်ပို့ပေးရမလားလို့ဝေယံကစိုးရင်တကြီးမေးလိုက်တယ်အောင်ကိုကတုံရီးနေတဲ့အတန်နဲ့မလို့ဝေယံငါမြန်သွားမှဖြစ်မယ်ငါနောက်မှာသူရှိနေတယ်သူကအရန်လေးတာပဲလို့ပြောပြီးကားပေါ်အတင်းတက်ပြေးတော့တယ်အောင်ကိုအိမ်ရောက်ပြီးတပတ်အကြာမှာသူ့ရဲ့ဖြေရကပိုပြီးဆိုးလာတယ်ရေချိုခန်းထဲမှာအင်ကြီးလဲဖို့ကြိုးစားတိုင်းသူ့ရဲ့ကြောပြင်တွေကထူးဆန်းစွာယားယံနေတယ်တညမှာတော့သူ့ရဲ့တီးချင်စိတ်ကိုမအောင်နိုင်တော့ပဲမှန်တစ်ချက်ကိုအရှိနောက်ထားပြီးသူ့ကြောပြင်ကိုကြည့်လိုက်မိတယ်
မှန်ထဲမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်အောင်ကိုအော်ဟစ်ဖို့တောင်အတန်မထွက်နိုင်တော့ဘူးအောင်ကိုရဲ့ကြောပြင်မှာအရေးပြားတွေကဖောင်းကြွနေပြီးမိန်းကလေးတယောက်ရဲ့မျက်နှာပုံတံပေါ်နေတယ်မျက်လုံးတွေကမှိတ်ထားနေစေဖြစ်ပေမဲ့နှက်ခမ်းတွေကတော့တစုံတစ်ခုကိုတိုးတိုးလေးရွတ်ဆိုနေတယ်လို့လှုပ်ရှားနေတယ်အောင်ကိုရဲ့ခန္ဓာကိုယ်ကအဲ့ဒီကြောပေါက်တရေအတွက်အိမ်သစ်ဖြစ်သွားခဲ့ပြီလေတလားအကြာမှာတော့အောင်ကိုစီကနေဝေယန်းစီကိုဖုန်းတကောဝင်လာတယ်ဝေယန်းတိုင်ငါ့ကိုကြည့်ပါအောင်ကွာသူ့မျက်လုံးတွေပွင့်လာတော့မယ်သူ့မျက်လုံးတွေပွင့်လာရင်လေငါ့ရဲ့ကြောတွေကနေသူထွက်လာနိုင်တော့မယ်ဝေယန်းဘာမှပြန်မပြောနိုင်ခင်မှာပဲဖုန်းထဲကနေဖြက်ခနဲ့အတန်တစ်ခုကြားလိုက်ရပြီးအောင်ကိုရဲ့အော်တန်ကဆူဆူဝါဝါထွက်ပေါ်လာတယ်အဲဒီနောက်မှာတော့ဖုန်းလိုင်းဟာလည်းပြတ်တောက်သွားတယ်နောက်တစ်နေ့မနေ့သတင်းစာထဲမှာတော့လူငယ်တဦးမိမိအိမ်မှာထူဆန်းစွာတည်ဆုံနေမှုဆိုတဲ့သတင်းလေးပါလာတယ်ရဲတွေရဲ့စစ်ဆေးချက်အရအောင်ကိုရဲ့ကြောပြင်ဟာအလေတစ်တွေကနေဓာတ်နဲ့ခွေးထားတယ်လို့မျိုးပွင့်ထွက်နေတယ်လို့ဆိုပါတယ်ဒါပေမဲ့ထူဆန်းတာကအထင်းမှာတော့ဘာအင်ကအစိပ်ပိုင်းမှမရှိနေတော့ပဲဟောင်းလောင်းပေါက်ကြီးဖြစ်နေတာပါထူဆန်းတာတစ်ခုကတော့အောင်ကိုအဆောင်ကထွက်သွားပြီးတဲ့နောက်ပိုင်းအောင်ကိုရဲ့ကရင်မှာအိတ်တဲ့ចောင်းသားတိုင်းဟာညဘက်ဆိုရင်ကိုယ့်ရဲ့ကြောထဲမှာတစုံတစ်ယောက်ရှိနေတယ်လို့မျိုးအမြဲလူခံစားရတတ်တယ်လို့ဆိုကြပါတယ်အခုထိတော့အဲ့ဒီတက္ကသိုလ်အဆောင်လေးရဲ့လသာဆောင်မှာညဘက်ဆိုရင်ကြောပေးပြီးရက်နေတဲ့လူပုံတံတွေကိုမြင်နေရတော့မယ်လို့ဆိုကြပါတယ်သင်တို့ရောဒီပုံမြင်ကိုနားထောင်နေရင်နဲ့သင်တို့ရဲ့ကြောပြင်ကအေးစိမ့်စိမ့်ဖြစ်လာတယ်လို့ခံစားရရင်ဘယ်တော့မှနောက်ကိုလှည့်မကြည့်ပါနဲ့အဲ့ဒီအေးစိမ့်မှုကရက်တောင်ခတ်တယ်လေးမဟုတ်ပဲတင့်ကြောရိုးတွေကိုဝင်မှုနေရာရှားနေတဲ့သူဖြစ်နေနိုင်လို့ပါပဲဆက်လန်လေးကတော့ဒီမှာရင်ပဲပြီးဆုံးခဲ့ပါပြီဒီဇလန်လေးကတင်တို့တွေကိုကြောချမ်းစီမယ်လို့မျှော်လင့်ပါတယ်နောက်ထပ်လည်းခုထပ်ပို့ပြီးထိတ်လန့်ကြောချမ်းစရာကောင်းတဲ့တည်င်းဇလန်လေးတွေကိုနားထောင်ခြင်းနဲ့ဆိုရင်တော့ဒီ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့မမေ့နဲ့နော်အားလုံးကျေးဇူးတင်ပါတယ်ရှင်